သူတေသနာခီးစဉ်တစ်ခုမှာသိပ္ပံပညာရှင်တွေဟာရေခဲထဲမှာနှစ်ပေါင်း1000လောက်အေးခဲနေတဲ့အမျိုးသမီးတစ်ယောက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အံ့ဩစရာအကောင်းဆုံးကတော့သူမရဲ့ခန္ဓာကိုယ်ကနည်းနည်းလေးမှပုတ်တိုးပျက်စီးနေခြင်းမရှိတာပဲဖြစ်ပါတယ်။အရေပြားတွေကအစနူးညံ့ချုံမွေ့နေပြီးအကောင်းတိုင်းလေးရှိနေခဲ့တာပါ။သိပ္ပံပညာရှင်တစ်ယောက်ကသူမကိုဓာတ်မီးနဲ့ထိုးပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိသွားပါတယ်။သူမရဲ့မျက်စံတွေကအသက်ရှင်နေတဲ့လူတစ်ယောက်လိုပဲအလင်းရောင်ကိုတုံ့ပြန်နေခဲ့တာပါ။ဒါနဲ့သူလည်းရင်တထိတ်ထိတ်နဲ့ထပ်စစ်ဆေးကြည့်ပေမဲ့ရလဒ်ကတော့အတူတူပဲဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ချက်ချင်းပဲတခြားလုပ်ဖော်ကိုင်ဘက်တွေကိုလှမ်းခေါ်လိုက်ပါတော့တယ်။အားလုံးစုပြီးသူမကိုအုံနောက်လိုင်းတိုင်းတာတဲ့ဆက်နဲ့ချိတ်ဆက်ကြည့်လိုက်တဲ့အခါမှာတော့အဖြေကိုမြင်ပြီးတစ်ဖွဲ့လုံးမှင်သက်သွားခဲ့ရပါတယ်။နှစ်1000လောက်ရေခဲထဲမှာရှိနေခဲ့တဲ့ဒီအမျိုးသမီးဟာအခုချိန်ထိအသက်ရှင်နေဆဲဖြစ်နေလို့ပါပဲ။အချိန်မဆွဲတော့ပဲရေခဲတွေအရေပျော်သွားအောင်အပူပေးဆက်တွေတက်ဆင်လိုက်ကြပါတယ်။အခန်းအပူချိန်မြင့်လာတာနဲ့အမျှရေခဲတွေတဖြည်းဖြည်းအရေပျော်လာပေမဲ့သူတို့ကစိတ်မရှိနိုင်ကြတော့ပါဘူး။ဒါကြောင့်မြန်မြန်ရေပျော်အောင်အပူချိန်ကို100ဒီဂရီအထိတင်လိုက်ကြပြီးတိတ်မကြခင်မှာပဲရေခဲတွေအကုန်လုံးအရေပျော်ကျသွားပါတော့တယ်။သူမကိုခွဲစိတ်ကတင်ပေါ်တင်ပြီးစစ်ဆေးမှုတွေစတင်လိုက်ပါတယ်။အံ့ဩစရာအကောင်းဆုံးကသူမရဲ့ခန္ဓာကိုယ်ဟာအေးဒဏ်ကြောင့်ထိခိုက်ပျက်စီးထားတဲ့လက္ခဏာတစ်ခုမှမရှိနေတာပါပဲ။သူမရဲ့အဆုတ်ထဲကိုအောက်ဆီဂျင်ပေးလိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်ကနှွေးထွေးလာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သွေးပေါင်ချိန်နဲ့နှလုံးခုန်နှုန်းတွေကလည်းပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်ရုတ်တရက်ဆိုသလိုပဲသူမမျက်တောင်ခတ်လာခဲ့ပါတယ်။ဘသူမှသူတို့မျက်စိရှိကမြင်ကွင်းကိုမယုံနိုင်အောင်ဖြစ်နေခဲ့ကြပါတယ်။သူတို့ရှေ့မှာတင်နှစ်ပေါင်း1000တက်တန်းရှိတဲ့အမျိုးသမီးတစ်ယောက်တတိပြန်လည်လာခဲ့တာပါ။သိပ္ပံပညာရှင်တွေအလွန်ကိုအံ့ဩမင်သက်နေခဲ့ကြပေမဲ့သူတို့လုံးဝမသိခဲ့တဲ့အချက်တစ်ခုကတော့